ကိုတောင်းဖေဆိုတဲ့သူကပုံမြင်တဲ့ဘုတ်ကိုအတန်ထွက်ပြီးဖက်ပြရုံနဲ့ဖက်ပြလိုက်တဲ့ပုံမြင်နေရအရာတွေကိုအသက်သွင်းနိုင်တဲ့သူပါတခါတခါစာအုပ်တွေကသူတို့ဘာသာအတန်ထွက်နေတဲ့တာကိုလည်းကြားနေနိုင်ပါတယ်ဒါပေမဲ့အစွမ်းနေရှိမှန်းကိုတော့သူ့ကိုယ်သူတောင်မသိပါဘူးတရက်မှာကိုတောင်းဖေကသူ့ရဲ့သမီးလေးကိုပုံမြင်ဖက်ပြပြီးတော့ချော့သိပ်ပါတယ်သူမိမလည်းဘေးမှာထိုင်ရင်းနဲ့ကိုတောင်းဖေရှာစမ်းပြတာလေးထိုင်နားထောင်နေတာပေါ့အဲ့မှာပဲတန်ခါစင်တွေကစမှောက်ပါတယ်ကိုတောင်းဖေကသာမိမရှိရှာစွမ်းနေပြနေတာနောက်မှာတော့ပုံမြင်နေရအရာတွေကအသက်ဝင်ပြီးတော့အုပ်လိုက်ကြီးပြုတ်ကျလာပါတယ်12နှစ်လောက်ကြာတော့ကိုတောင်းဖေသမီးလေးတောင်ကျွန်တော်ကောင်မလေးဖြစ်လို့ရတဲ့အရွယ်ကိုရောက်လာပါပြီနာမည်ကတော့မိဖြူဖြစ်ပြီးတော့အမေမရှိတော့ဘဲနဲ့အဖေနဲ့သာနေနေရတာပါကိုတောင်းဖေကတော့စာအုပ်ဆိုင်တစ်ခါကိုသွားပြီးတော့စာအုပ်လေးတစ်အုပ်ကိုလိုက်ရှာနေတတ်ပါတယ်သူသမီးကိုတော့ဘာကြောင့်ရှာမှန်းပြောပြမထားပါဘူးတရက်စာအုပ်အဟောင်းဆိုင်ကြီးတစ်ဆိုင်မှာထုံးစံတိုင်းဝင်ရှာကြည့်တော့သူရှားနေတဲ့စာအုပ်ကလေးကိုတွေ့သွားပါတော့တယ်အိမ်ပြင်ဘက်မှာတော့ဇိန်းတယောက်ကစကားလာပြောနေပါတယ်ကောင်မလေးကသူ့ကိုမသိပေမဲ့တစ်ဖက်ကလူကတော့သူ့နာမည်ကိုပါသိနေပြီးတော့ကလေးတော်ကတစ်ခါစုံမှုကြောင်းမှာပြောပြပါတယ်အဲ့ချိန်ကိုတောင်းဖေကထွက်လာပြီးတော့လူစိမ်းကိုမောင်းထုတ်တယ်တကယ်တော့အဲ့လူစိမ်းကကိုတောင်းဖေရဲ့အစွမ်းကြောင့်ပုံမြင်နေရနေအပြင်ကိုထွက်လာတဲ့မောင်ဆန်ရှီဖြစ်ပါတယ်မောင်ဆန်ရှီကတော့ပုံမြင်နေရအတိုင်းပဲလက်ကမီးတောင်အောင်လှုပ်နိုင်တဲ့အစွမ်းရှိပြီးတော့အပြင်လောကမှာမနေခြင်းမဲနဲ့ပုံမြင်နေကိုပြန်ဝင်ခြင်းနေတာပါသူ့လိုပဲပုံမြင်နေရထွက်လာတဲ့ခေါင်းကြီးဆိုတဲ့သူကကိုတောင်းဖေကိုဖမ်းပြီးတော့စာအုပ်ကိုယူလာနိုင်ရင်မောင်ဆန်ရှီကိုပုံမြင်နေကိုပြန်ပို့ပေးမယ်လို့အပေးယူလုပ်ထားပါတယ်ကိုတောင်းဖေလည်းဒါကိုသိတော့သမီးကိုခေါ်ပြီးတော့သူ့တော်စီကိုထွက်ပြေးရပါတော့တယ်သမီးဖြစ်တဲ့သူကဘာဖြစ်တာလဲလို့မေးပေမဲ့ကိုတောင်းဖေကတော့ပြောမပြပါဘူးမိဖြူကအတော်ဖြစ်တဲ့သူအခန်းထဲကိုဝင်ပြီးစာအုပ်ဖတ်နေတော့အခန်းထဲကစာအုပ်တွေကအတန်ထွက်နေအောင်စကြားလိုက်ရပါတယ်တကယ်တော့မိဖြူကသူ့အဖေလိုပဲအစွမ်းနေရှိနေတာပါအဲ့ချိန်မောင်ဆန်ရှီကဒလန်လုံးလိုက်လို့ခေါင်းကြီးတို့တတိုက်ကသတည်ရပြီးတော့မိဖြူကိုဝင်ဖမ်းပါတယ်မိဖြူကသာဘူးမသိဘာမသိနဲ့အဖမ်းခံလိုက်ရတာအဖေဖြစ်တဲ့သူကိုတော့လူစိုးကောင်းဆောင်လက်ကိုဓာတ်နဲ့လိပြီးတော့မိတ်ဆက်နေပါတယ်သူကတော့မောင်ဆန်ရှီနဲ့အပေးယူလှုပ်ထားတဲ့ခေါင်းကြီးဖြစ်ပြီးတော့ကိုတောင်းဖေရဲ့အစွမ်းတွေကိုအတုံးချခြင်းလို့လာဖမ်းတာပါမိဖြူကတော့မောင်ဆန်ရှီကိုတော်တော်ကိုယွံသွားပါတယ်ခေါင်းကြီးကကိုတောင်းဖေစီကစာအုပ်ကိုလူယူလိုက်ပြီးတော့တအိမ်လုံးမှာရှိတဲ့စာအုပ်တွေအကုန်လုံးမိပုံရှို့လိုက်ပါတယ်မိဖြူတို့၃ယောက်ကိုလည်းသူတို့ရဲတိုက်ကြီးစီကိုဖမ်းခေါ်သွားပါတော့တယ်ခေါင်းကြီးတို့ရဲတိုက်ထဲကိုရောက်တော့အိုဆက်ပုံမြင်နေတဲ့အတောင်ပံပါတဲ့မြောက်တီ fairy tale ရဲ့ unicorn နေနဲ့တခြားပုံမှန်မဟုတ်တဲ့ကြောင်တောင်တော်အကောင်ဖလောင်ပေါင်းစုံတွေ့လိုက်ရပါတယ်ကျွန်တော်ကောင်မလေးတောင်မှပါရင်ပါနေမှာပါဒါပေမဲ့ထူးခြားတာကတော့အကောင်တိုင်းရဲ့ခန္ဓာကိုယ်ပေါ်မှာတက်တူးထိုးတာလိုမျိုးစာချောင်းရှည်ကြီးပါနေတာပါမိဖြူရဲ့အတော်ကဒီကောင်လေးကစာအုပ်ထဲကထွက်လာတာဖြစ်ရမယ်လို့ပြောတော့မိဖြူကနားမလည်ပါဘူးအဲ့ဒီချိန်ကျမှကိုတောင်းဖေကသူ့ရဲ့အစွမ်းနေအကြောင်းနဲ့သူ့အမေရဲ့အကြောင်းကိုသေချာရှင်းပြပါတယ်လွန်ခဲ့တဲ့9နှစ်လောက်ကကိုတောင်းဖေကအင်ခါဆိုတဲ့ပုံမြင်စာအုပ်ကလေးကိုဖတ်နေပါတယ်အဲ့ဒီချိန်မှာစာအုပ်ထဲကဇက်ကောင်လေးအပြင်လောကကိုရောက်လာပါတယ်သူတို့ကတော့မောင်ဆန်ရှီနဲ့ခေါင်းကြီးပဲဖြစ်ပြီးတော့ခေါင်းကြီးကအသက်ဝင်လာခြင်းကိုတောင်းဖေနဲ့သမီးလေးကိုတတ်ဖို့လုပ်ပါတယ်ဒါပေမဲ့မောင်ဆန်ရှီကဝင်ကြလိုက်လို့အသက်ဘေးရလွတ်လာခဲ့တာပါကိုတောင်းဖေရဲ့ဇနီးဖြစ်တဲ့သူကတော့အဲ့ဒီအချိန်မှာပဲပျောက်ဆုံးသွားခဲ့ပါတယ်အဲ့ဒီချိန်ကျမှကိုတောင်းဖေကသူ့မှာအစွမ်းရှိမှန်းနဲ့သူ့ရဲ့အစွမ်းတန်ကြီးတစ်ခုရှိတယ်ဆိုတာကိုပါသိလိုက်ရပါတယ်အဲ့ဒီတန်ကြီးကတော့စာအုပ်ထဲကအရာတစ်ခုထွက်လာမယ်ဆိုရင်အပြင်လောကအရာတစ်ခုကစာအုပ်ထဲကိုပြန်ဝင်သွားရတာပဲဖြစ်ပါတယ်ခေါင်းကြီးကတော့အရင်လိုစောက်တော့သားမဟုတ်တော့ဘဲနဲ့တခင်ကြီးဘွဲတောင်ရနေပါပြီသူကကိုတောင်းဖေလိုအစွမ်းရှိတဲ့မောင်တုတ်ဆိုသူတယောက်ကိုရှားတွေ့ထားပြီးမြဲထိုသူကကိုတောင်းဖေလောက်မစွမ်းရှာပါဘူးခေါင်းကြီးကတက်တည်ပြဖို့အတွက်ရပန်ဆယ်ပုံမျိုးဖတ်ပြခိုင်းလိုက်ပါတယ်ရပန်ဆယ်လေးပေါ်လာပြီးမြဲခက်တာမျက်နှာမှာတတူးကလပ်ပြင်းနဲ့အဲ့ကြမှာမြင်းဆောင်လေးကအကောင်လေးကမောင်တုတ်ရဲ့လက်ချက်မှန်ကိုတိလိုက်ရတာပါခေါင်းကြီးကကိုတောင်းဖေကိုအလီဘာဘာနဲ့ခိုးသား40စာအုပ်ကိုဖတ်ခိုင်းတယ်စာအုပ်ထဲကရွှေတွေကိုလိုချင်လို့ကိုတောင်းဖေကဖတ်လိုက်တော့ဘယ်မှမသိတဲ့ရွှေတွေပြုတ်ကျလာတယ်ပြဿနာရွှေတွေမဟုတ်ဘူးအလီဘာဘာကြီးကိုယ်တိုင်မှာပြုတ်ကျလာတယ်ဆန်ရှီကဂရိအတိုင်းသူ့ကိုစာအုပ်ထဲကိုပြန်ပို့ပေးဖို့ပြောတော့ခေါင်းကြီးကသူ့ဘာပြန်ဝင်ရမှာဆိုလို့ပြန်ပို့မပေးဘဲနဲ့စာအုပ်ကိုမီးရှို့ပစ်လိုက်တယ်အဲ့စာအုပ်ကနောက်ဆုံးစာအုပ်ဖြစ်ပြီးတော့နောက်ထပ်တအုပ်မှမကျန်တော့ပါဘူးဆန်ရှီကမီးဘူးတွေကစကားမပြောတတ်တဲ့အိမ်ပေါ်မှာလေးစီတွားပြီးတော့အကူကြီးတောင်းတယ်အဲ့ဒီအိမ်ပေါ်လေးကအပြန်လန်အနေနဲ့သူ့ယောက်ျားနဲ့သမီးကိုရှာခိုင်းပါတယ်အဲ့ချမှာဒီအိမ်ပေါ်လေးကပျောက်ဆုံးနေတဲ့မိဖြူရဲ့အမေဖြစ်ကြောင်းမောင်ဆန်ရှီကသိလိုက်ရတယ်ဒါပေမဲ့ပြောမပြဘဲနဲ့သူ့ကိုအရင်ကူညီခိုင်းပါတယ်ခေါင်းကြီးအမေဖြစ်သူစီကတော့သူ့အကောင်လေးကိုတွားခိုင်းတယ်အိမ်ပေါ်လေးအကူကြီးနဲ့အခန်းထဲကထွက်တယ်အိမ်ပေါ်လေးကလည်းခြေထောက်ကတန်ကျိုးကိုဖြီးပြီးတော့သူတို့နောက်ကိုလိုက်ဖို့စောင့်နေပါတယ်ကိုတောင်းဖေတို့ကိုလှုပ်ပေးပြီးတော့အိုဆက်ပုံမျိုးဖတ်ခိုင်းလိုက်တာပုံမြင်တွေကလေစင်တံမောင်းကြီးကထွက်လာပါတယ်အဲ့ဒါကိုခွင်ကောင်းယူပြီးတော့ကိုတောင်းဖေတို့ကထွက်ပြေးတယ်ဆန်ရှီကတော့မိဖြူရဲ့အမေပြေးမလို့တောင်မြင်ရတဲ့မကယ်ခဲ့ပါဘူးကိုတောင်းဖေကဆန်ရှီနဲ့အလီဘာဘာကိုခေါ်ပြီးတော့အင်းဟာကိုရေးတဲ့စာရေးဆရာဦးမုံစီကိုသွားပါတယ်ဟိုရောက်တော့ဖြစ်ချောင်းပုံတွေရှင်းပြပြီးတော့သူ့စီကမူရင်းစာမှုတောင်းပါတယ်ဦးမုံကမယုံမှုလုံနေလို့စာအုပ်ထဲကဇက်ကောင်ဖြစ်တဲ့ဆန်ရှီစီကိုခေါ်သွားလိုက်ရတယ်ဆန်ရှီကလည်းစာအုပ်ထဲမှာမီးလာပြတဲ့သူဖြစ်ပြီးတော့အခုလည်းလမ်းပေါ်မှာကမင်းကြောထနေတာအဲ့ဒါကိုမြင်မှဦးမောင်ကလည်းယုံပြီးတော့စာမှုတွေကိုထုတ်ပေးလိုက်တယ်ဒါအောင်မောင်ဆန်ရှီကဝင်လူပြီးတော့သူ့ကိုပြန်ပို့ပေးရမယ်လို့အကြက်ကင်ပါတယ်ကိုတောင်းဖေကလည်းဂရိပေးလိုက်မှစာမှုကိုပြန်ပေးတာပါကိုတောင်းဖေကသူ့မိမရဲတိုက်ထဲမှာဂျန်နီခံမန်းကိုတီးတော့ဆန်ရှီနဲ့အလီဘာဘာကိုခေါ်ပြီးတော့သွားခဲ့တယ်အတော်ဖြစ်တဲ့သူကတော့မလိုက်ဖက်နဲ့အိမ်ပြန်ဖို့ပဲလုပ်ပါတယ်မိဖြူကဦးမုံနဲ့အတူနေခဲ့ပြီးတော့ညမှာအိုဇက်စာအုပ်လေးကိုဖတ်ကြည့်လိုက်တယ်အဲ့ဒီမှာပဲစာအုပ်ထဲကခွေးလေးကအပြင်ကိုရောက်လာတာကိုတွေ့လိုက်ရတယ်မိဖြူကလည်းသူ့မှာအစွမ်းနေရှိနေတာကိုအဲ့ဒီချိန်မှာတီးလိုက်ရပြီ
တစ်ချိန်တည်းမှာပဲခေါင်းကြီးတစ်ဖက်တွေကဥမုံနဲ့မိဖြူကိုဝင်ဖမ်းပြီးတော့မိဖြူမှာအစွမ်းနေရှိနေတယ်ဆိုတာကိုလည်းသိသွားကြပါတယ်ကိုတောင်းဖေတို့ကလည်းရဲတိုက်ထဲကိုအောင်မြင်မြင်ရောက်ခဲ့ပေမဲ့အလီဘာဘာဆောက်တလဲထလောက်တာကြောင့်မောင်ဆန်ရှီကအဖမ်းခံလိုက်ရတယ်လမ်းမှာကြိုးတန်းလန်းရှိတ်ခံထားရတဲ့ကိုတောင်းဖေမိမနဲ့တိုးပြီးတော့ဆန်ရှီကရှည်နေတဲ့သပင်ကိုစောင့်ဆွဲခံလိုက်ရတယ်မနေ့ပြန်တောင်းမှမှာဟိုကတနာပြီးတော့လှုပ်ပေးလိုက်တာတစ်ဖက်မှာမိဖြူတို့ကလည်းရဲတိုက်ကိုရောက်လာပြီးအဖမ်းခံရတဲ့ဆိုမှဥမုံကသူ့ပုံမြင်နေတဲ့ရဲတိုက်ကြီးကလှလိုက်တာတွေဘာတွေပါထလို့သူတင်မဲလားဆိုတော့စာအုပ်ထဲကထွက်လာတဲ့ဘေးကကောင်ကလည်းသူနှာခေါင်းမပွားအောင်ပုံမြင်ထဲမှာပြန်ပြင်ရေးပေးပါနော်တဲ့မိဖြူခင်ဗျားလည်းအာယုံနေ36ပါးလောက်နောက်သွားတယ်။ခေါင်းကြီးကအင်းဟာစာအုပ်ကော်ပီတုပ်ကိုဖွက်ထားတာ။မိဖြူကသူကစာအုပ်ပေးပြီးတော့စာအုပ်ထဲမှာပါတဲ့မကောင်းဆိုးဝါးကြီးကိုအသက်သွင်းခိုင်းတယ်။အကြံစီကတော့မကောင်းဆိုးဝါးကြီးကိုတုံးပြီးတော့ကဘာကြီးကိုသိမ်းပိုက်ချင်တာ။မိဖြူကညင်းတော့သူ့အမေကိုပြပြီးတော့ချင်းချောက်တယ်။မိဖြူလည်းနောက်တစ်ရက်မှာစာအုပ်ဖတ်ပြဖို့သဘောတူလိုက်ရပြီ။အချုပ်ခန်းထဲရောက်တော့ဥမုံနဲ့အတူတူကြံနေထုတ်ပါတယ်။ဥမုံကခေါင်းကြီးတို့ကိုစာအုပ်ထဲကိုပြန်ပို့နိုင်မဲ့ဇလန်းကိုပြောင်းရေးပြီးတော့မိဖြူကမူလဇလန်းကိုမဖတ်ပြပဲပြင်ထားတဲ့ဇလန်းကိုဖတ်ပြဖို့ပါ။ဖြစ်ချင်တော့ဆန်ရှီကဟိုဘခန်းထဲမှာအချုပ်ခံထားရပါတယ်ခဏနေတော့အဆောင်တစ်ယောက်ကိုဖမ်းပြီးတော့တော့ခိုးဆန်ရှီကထွက်ပြေးနိုင်လိုက်ပါတယ်ဒါပေမဲ့တော့မတူတာကြောင့်မိဖြူတို့အချုပ်ခန်းကိုတော့ဖွင့်မရလိုက်ပါဘူးဆန်ရှီကလည်းထုံးစံတိုင်းကိုလိုယုံပြီးတော့ပြေးတာပေါ့ဒါပေမဲ့ဒီတစ်ခေါက်တော့ဆန်ရှီကနောင်တရပြီးတော့ရဲတိုက်ထဲကိုပြန်ဝင်လာပါတယ်ကံကောင်းရင်တော့ကိုတောင်းဖင်ဦးနဲ့ပါပြန်ဆုံလိုက်ရပါတယ်အတော်ဖြစ်တဲ့သူကလည်းစူပါဘက်ကြီးကိုဖိုက်တာလိုစီးပြီးတော့မိဖြူတို့ကိုကယ်ဖို့တော့ရဲတိုက်ထဲကိုပြန်ဝင်လာတယ်ညရောက်တော့မိဖြူခင်ဗျာဘာမဆိုင်ညာမဆိုင်နဲ့ရွာသူတရေကားတွေကဇပယ်မုန်းလိုဝစ်စုံကြီးဝစ်ထားရပါတယ်ကိုတောင်းဖေတို့ကလည်းအဆောင်တွေကိုစော်ဘလော်တီးပြီးတော့ရဲတိုက်ကြီးကိုမိပုံချိုးကိုလုပ်တယ်မိဖြူကစာအုပ်ကိုဖတ်လိုက်တဲ့အချိန်မှာမကောင်းဆိုးဝါးကြီးကအပြင်လောကမှာအသက်ဝင်လာပါတယ်။မူလဇလန်းထဲမှာခေါင်းကြီးကမကောင်းဆိုးဝါးကြီးရဲ့တခင်ဖြစ်ပါတယ်။အဲ့ဒီအချိန်ဥမုံကပြင်ထားတဲ့ဇလန်းကိုမိဖြူစီရောက်အောင်ခွေးလေးနဲ့ပို့ခိုင်းလိုက်ပါတယ်။ခွေးလေးကလည်းရောက်အောင်ပို့နိုင်လိုက်တော့မိဖြူကဇလန်းကိုစပြီးတော့ဖတ်တယ်။မိဖြူဖတ်လိုက်တဲ့ဇလန်းကတော့မကောင်းဆိုးဝါးကြီးကခေါင်းကြီးကိုပြန်တက်မဲ့အကြောင်းရေးထားတဲ့ဇလန်းပါ။ဒါပေမဲ့ခေါင်းကြီးအမေကစာရွက်ကိုတူးယူလိုက်တာကြောင့်မိဖြူကလည်းတဝက်တစ်ပြက်နဲ့ရက်လိုက်ရပါတယ်။ဆန်ရှီနဲ့အလီဘာဘာကလည်းရဲတိုက်ကြီးကိုမီးဆရှို့နေပါပြီ။အလီဘာဘာကလည်းဆန်ရှီစီကနေမီးတောင်အောင်လုပ်တဲ့ပြင်ကြောင်တင်ထားတာ။တစ်ဖက်မှာမိဖြူတော်လည်းကိုတုတ်ကြီးနဲ့ပေါင်းပြီးတော့မြင်းဆောင်တွေကကောင်းတွေကိုအကုန်လွတ်ပေးလိုက်ပါတယ်။သူကိုယ်တိုင်လည်းယူနီကွန်းကြီးကိုစီးပြီးတော့ရဲတိုက်ထဲကိုဝင်ချမ်းပါတယ်။ရဲတိုက်ထဲမှာတော့မကောင်းဆိုးပေါင်းမြောက်ပြန်နေရောယူနီကွန်းတွေရောနဲ့ရုပ်ရှင်မန်သားလေးဖိုးချစ်တို့ကားတွေညလို့စီကားနေပါတော့တယ်။မိဖြူလည်းဘာလို့ရမှန်းမသိလို့ကြောင်းနေတော့ကိုတောင်းဖေတို့ကရောက်လာပြီးဘောပင်တစ်ချောင်းပေးလိုက်တယ်။ဖက်ဆရာစာမရှိရင်ကိုယ့်ဘာသာကိုရေးပြီးဖက်လို့ပြောလိုက်တယ်။ဒါနဲ့ပဲမိဖြူကကိုယ့်လက်ပေါ်မှာပဲဇက်သိန်းကိုကိုယ်တိုင်ထွင်ပြီးတော့ချရေးလိုက်ပါတယ်။ရေးလိုက်တာတော့အသက်ဝင်လာတဲ့အရာမှန်တယ်မြတ်သူတို့ပုံမြင်တဲ့ကိုပြန်ရောက်သွားဖို့ပါ။မိဖြူကအတန်ထွက်ပြီးတော့ဖက်လိုက်တဲ့အချိန်မှာခေါင်းကြီးရောသူ့တပည့်တွေပါဖုံနေဖြစ်ပြီးတော့ပုံမြင်တဲ့ကိုပြန်ရောက်သွားပါတယ်။မကောင်းဆိုးဝါးကြီးနဲ့အခြားတရဝါးကြီးနဲ့အတူတူပါပဲ။မိဖြူရဲ့အမေကလည်းစကားပြန်ပြောလို့ရသွားပြီးတော့တက်တူးတွေပြောက်ကပုံမှန်ဖြစ်သွားပါတယ်။ခရီးအတိုင်းပဲကိုတောင်းဖေဆန်ရှီကိုသူ့ပုံမြင်တဲ့ကိုလည်းပြန်ပို့ပေးလိုက်ပါတယ်။အလီဘာဘာကတော့ပုံမြင်တဲ့ကိုပြန်မသွားတော့ပဲကိုတောင်းဖေတို့မိသားစုနဲ့ပဲအတူတူနေထိုင်သွားပါတော့တယ်။ပြီးပါပြီ။